ကျွန်တော်ဟိုနေ့ကသူများတွေကိုစောက်ပြပြောပြီးဆိုတော့အခုကျွန်တော်ရဲ့ super မှာကျွန်တော်ဘာတွေမကြိုက်ဘူးလို့လည်းပေါ့နော်အဲ့ဟာတွေကိုကျွန်တော်လိုက်ပြီးတော့ပြပြပေးမယ်ဘာလို့ဆိုတော့ဒီ comment ကလည်းကျွန်တော်ကို remind တစ်ချက်လုပ်ရတယ်ပေါ့နော်အဲ့ဆိုတော့ပထမဆုံးတစ်ခုအနေနဲ့အခုထိကိုထောက်တန်ရှိပြီတော်သေးရော mechanic ကိုအပြစ်ပြောပထမဆုံးအနေနဲ့ကြတော့ဘာမကြိုက်ဘူးလဲဆိုတော့တာဘိုပေါ့နော်တာဘိုကဘာဖြစ်နေလဲဆိုတော့တရုတ်တာဘိုကြီးဖြစ်နေတယ်ကျွန်တော်လုံးဝစိတ်ဝင်စားအောင်ကျွန်တော် G30 990ပြန်ချိန်မယ်ပေါ့နော်ပြီးတော့ဒါလည်းအကုန်လုံးတရုတ်တွေကြီးပဲအခုဟာကျွန်တော်တို့ကားက running ဖြစ်တဲ့ပုံစံမျိုးတော့ပဲကျွန်တော်တစ်ချက်ထားတာပေါ့နော် Manifold ကတော့ BRD တဲ့ FRP ဘာလဲတော့မသိဘူးဒါပေမဲ့ကျွန်တော်ချက်ကြည့်ပြမယ်အကယ်၍ဒီကောင်ကလည်းတရုတ်ဖြစ်နေရဆိုတော့ကျွန်တော်ချက်ပြန်ပြီးချိန်မယ်ပေါ့နော် G တန်ကြီးကတော့ကျွန်တော်တို့ mechanical ပဲဆိုတော့ကျွန်တော်ဘာမှသိပြီးပြဿနာမရှိဘူးနောက်တစ်ခုကကျတော့ကျွန်တော်မကြိုက်တဲ့ဟာတစ်ခုကကျတော့ဒီ intake adapter ပေါ့နော်ပြီးတော့ကျွန်တော်ဒီintake manifold တွေရတယ်အကုန်တရုတ်ကြီးပဲ piping တို့ intercooler တို့ကတရုတ်ပဲဒါပေမဲ့အဲ့ဟာလည်းကျွန်တော်ပြဿနာမရှိသေးဘူးဗျအဓိကကတော့ကျွန်တော်မကြိုက်တဲ့ဟာက fuel rate တွေပြီးတော့ဒီ intake manifold တွေ turbo manifold တွေအကုန်လုံးက hot side နဲ့ cold side နဲ့ကအတူဖြစ်နေတာ quality မကောင်းမို့ကောင်းတယ်ဒါပေမဲ့အတူဖြစ်နေတာကျွန်တော်လုံးဝသဘောမကျဘူးပေါ့နော်ဒီကမှကျွန်တော်အကြိုက်ဆုံးဟာကကြတော့ HKS Hypermax ဒီကောင်ကျွန်တော်အကြိုက်ဆုံးဗျဒီထဲမှာမြင်နေရတဲ့ဟာတွေမှာပေါ့နော်ကျွန်တော်ဟာတွေကတော့ကျွန်တော်တိတ်ပြီးတော့စိတ်ဝင်စားကျွန်တော်အကေအဆင်ပြေမယ်ဆိုရင်ကျွန်တော်အကုန်လုံးအစ်စ်တွေပြန်ပြီးလေးပြမှာပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာဒီ tomato ဘာလို့တော့ဒီကောင်လေးတော့ကျွန်တော်ထင်တော့စစ်ကလေးတွေတော့ထင်တယ်ပေါ့နော်အဲ့လိုမျိုးလေးရှိမယ်ပြီးတော့ HKS EVC အဲ့ကောင်လေးတွေစစ်ကလေးတွေဒါလေးပေါ့နော်ဟုတ်ပြီးတော့နောက်တစ်ခုကဘောနက်ကကြတော့လေ fiber ကြီးဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ carbon fiber ပြင်ချင်းပြီးတော့ဆေးမှုတ်မယ်ပေါ့နော်ဆေးမှုတ်မယ်ဆိုတော့လေအရင်ဆေးမှုတ်ထားတဲ့ဟာတွေကအခုတချို့ပြုတ်တွေထားနေတယ်ပေါ့နော်ပြုတ်တွေထားနေဆိုတော့တချို့ကျွန်တော်အဲ့ဒါတွေပြန်လောက်ရမယ်engine gun ကတော့အဲ့ဒီ hot side နဲ့ cold side လေးကိုကျွန်တော်ချက်ပြန်ပြလဲခြင်းတယ်ပေါ့နော်အခုကျွန်တော်ဘယ်အောင်သွားမလဲဆိုတော့အတွင်းပိုင်းကိုကျွန်တော်အရင်သွားမယ်ဗျအတွင်းပိုင်းကိုမသွားခင်ပါပေါ့နော်နောက်ဖုန်းလေးကိုကျွန်တော်တစ်ချက်ကြည့်အောင်နောက်ဖုန်းကတော့သူကဒီကတော့ကျွန်တော် battery relocation နောက်ကိုပြောင်းတာပေါ့နော်ဒါပေမဲ့ဒီဟာတွေကိုကျွန်တော်သဘောမကျဘူးဗျာကျွန်တော် purist ဖြစ်နေလို့လားမသိဘူးဒါတွေကိုကျွန်တော်ဖြစ်နိုင်မယ်ဆိုရင်ဒီလိုမျိုး original ဟာတွေပေါ့နော်ကျွန်တော်အဲ့ဒီပြန်ထည့်ခြင်းတယ်အတန်မရှိအောင်လို့ပေါ့နော်အဲ့ဆိုဒီဟာတွေကျွန်တော်ထုတ်ပစ်ကြအောင်မယ်အဲ့လိုမျိုးတွေပေါ့နည်းနည်းလေးညစ်ပတ်နေရပေါ့လေပြီးတော့နောက်တစ်ခုက exhaust ကကျတော့ HKS silent high power အတန်လုံးဝမထွက်ဘဲနဲ့ငြင်းလေးစီးလို့ရမယ့်ဟာကျွန်တော်မှားထားတယ်အခုလောလောဆယ်တော့ကညနာက software နာရှာလို့ကျွန်တော်တို့ဒီလိုမျိုး silent တွေထပ်တတ်ထားတယ်ပေါ့နော်ဒါတော့မှကျွန်တော်အတန်ကတော်မတော်ကြီးကိုထွက်နေသေးတယ်ကျွန်တော်လေဆိုရင်ကျွန်တော်တို့အတွင်းကန်ကိုတစ်ချက်သွားပြီးတော့ဝေဖန်လေးကန်ပထမဆုံးအနေနဲ့ကျွန်တော်စတွေ့ရတာကဒီ line တွေပေါ့လေဒီ line တွေကျွန်တော်တို့အကုန်လုံးအသစ်ပြန်မှားပြီးတော့အကုန်လုံးပြန်လဲပစ်ခါမှာကြာအန်နေမကြတော့ဘူးကျွန်တော်အတွင်းကန်ပြောမယ်ဆိုရင်ကျတော့လူလဲအရင်တော့ပိုင်ရှင်ရတယ်များခဲ့တယ်ပေါ့နော်ကားကလည်း tuning car ဖြစ်နေတော့ workshop မှာအချိန်ကုန်တာများတယ်အဲ့ဆိုတော့အဲ့လိုမျိုး detail တွေကျွန်တော်အများကြီးပြန်လောက်ကန်ပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာဒီဟာတော့အခုကတ်လိုက်လို့ရတယ် boost controller ကဒီလိုမျိုးဖြစ်နေတယ်ဟိုဘက်ကနေဒီဘက်ကိုပို့ထားရတယ်ပေါ့နော်ပြီးတော့ carbon fiber ဘယ်ပိုင်ရှင်လဲမသိဘူးလဲထားရတယ်အတုတွေကြီးပဲပြအကုန်လုံး China တွေတကယ်နဲ့ speed နဲ့မောင်းတဲ့ခါတော့ bump တို့ဘာလို့ကြာရင်ပပအကုန်လုံးကအဲ့လိုဖြစ်နေရပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဒီမှာဒါအတုတွေ water temperature ဒီမှာမြင်နေရတော့ဘာလို့ဒီမှာထက်တာအကျုံးနဲ့နားမလဲဆိုတော့ဒီမှာကျွန်တော်တို့ door handle တွေကျွန်တော်တရုတ်တွေပြီးတော့အောက်မှာကျွန်တော်တို့ဒီအောက်မှာကကျွန်တော် ECU ရှိတယ် ECU ရှိတယ်ဒီဟာခွာအများကြီးနဲ့ဘာဖြစ်သွားလဲဆိုတော့အဲ့လိုမျိုးဖြစ်သွားတယ်ကျွန်တော်ဒီအတွင်းကနေအကုန်လုံးပြန်လဲပြကြမယ် dashboard ဆိုလည်းဒီမှာ ABS ကအဲ့လိုမျိုးဖြစ်နေရပေါ့နော်အဲ့ဆိုတော့ဒီအပေါ် dashboard ကကျွန်တော်အများကြီးကြံသေးတယ်ဒါပေမဲ့ကျွန်တော်စိတ်အရာဆိုရင်ကကျွန်တော်ဒီကောင်ကိုကျွန်တော်တန်ရှင်းပြင်လုပ်မယ်ကျွန်တော်အတွင်းကလုံးဝအချိန်မပေးရသေးတော့တန်ရှင်းပြင်လုပ်မယ်ဒီကောင်တွေလဲမယ် ABS တွေကျွန်တော်ဒီဟာတွေပြန်ပြီး panel တွေပြန်လဲမယ်ဒီဟာတွေကျွန်တော် original တွေပြန်ထည့်မယ်နော်ပြီးတော့ကျွန်တော်ဒီမှာ panel တွေခွာထားတဲ့ဟာတွေဒီ bolts တွေကျွန်တော်ပြန်ပါမလာတော့ဒီနောက်ကမှဆိုလဲအမှ bolts တွေပြန်ပြီးပါမလာတော့အရင်ရက်ဆက်ကျွန်တော်အခုကြည်နေမှာပဲဘာတွေ့လဲဆိုတော့ဒီမှာကျွန်တော်ပူလီတွေကဒီမှာတန်ကြီးတက်နေပြီအဲ့ပူလီတွေကကျွန်တော်အတုတွေဒီပူလီတွေကိုကျွန်တော်ပြန်ပြီးလဲပြကပြီးတော့ဒီမှာဘာလောက်ထားရလဲဒီမှာ zip tie နဲ့ကျွန်တော်ဒီမှာရေပိုက်လိုင်းကိုအဲ့လိုမျိုး zip tie နဲ့ခြီးပြီးတော့အဲ့လိုမျိုးလုပ်ထားတယ်အဲ့ဒါပြတ်ထွက်သွားရင်အဲ့ဒါဒုက္ခ Samco ဟာဒီဟာတွေလည်းကျွန်တော်ပြန်ပြီးလဲပြကမယ်နော်ကျွန်တော်ဟာတော့ဘာမှတိတ်ပြီးတော့ထွေတူးမရှိဘူးအဲ့ဟာကျွန်တော်ပြန်ပြီးလဲရပြီးတော့ကျွန်တော်တို့ဒီ rims တွေဒီ BBS rims တွေကကျွန်တော်တို့အတူတွေ
နော်အဲ့တော့အဲ့အတူတွေကျွန်တော်ပြင်ပြလဲပြကမယ်ပြီးတော့ tire ZTEX ကကျွန်တော်ထင် Thai ဖြစ်မှတင်တယ်အဲ့တော့ဒီကောင်ရှေ့မှာထည့်ထားတဲ့ဟာတွေ245တွေကိုကျွန်တော်ရှေ့ကိုလွတ်တယ်ဆိုရင်265တွေကျွန်တော်ပြင်ပြချင်းပြင်မယ်ဒီ rims တွေပဲနောက်အခွင့်အရေးပြီးချင်းပြင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရှေ့ကအဆင်မပြေလို့အနောက်ကအဆင်ပြေတာဆိုနောက်ကလည်းအဆင်ပြေတယ် tire size ကတော့ကျွန်တော်265တော့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဒီ285ပြင်ပြချင်းပြင်မယ်285ကိုမှအခု Pirelli လားမသိဘူးအဲ့လို Germany brand တစ်ခုရှိရလို့ပြောတယ်ပေါ့နော်အဲ့ကျွန်တော်ချင်းပြင်မယ်ပြီးတော့ rims တွေကျွန်တော်ပြင်ပြချင်းပြပါမယ်အကုန်လုံးကကျွန်တော်အတူတွေကြီးပဲဗျအဲ့လိုမျိုးဆိုတော့ဒီကားလေးကိုကကျွန်တော်တော်တော်များများအနည်းဆုံးဟိုမဝင်ဘူးဆိုရင်1500လောက်မှမဝင်ဘူးဆိုရင်ဒီကားကကျွန်တော်တို့ဟို share မဖြစ်လာဘူးပေါ့နော်အခုကကျွန်တော်တို့ဖြီလို့ရတဲ့ running condition ဖြစ်တဲ့အဲ့ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ကြက်အတွက်တော့ကျွန်တော်တို့ကားကအဆင်မပြေဘူးပေါ့နော်